دوما في كل مكان سيدي يا محمد حبك روح الإيمان يا ربي أرجو لقاؤه يوما في دار السلام Assalamualaikum warahmatullahi wabarakatuh ချစ်ခင်လေးစားအပ်ပါတော့ကျောင်းသူကျောင်းသားမိဘများနဲ့လောက်တာပြည်သူညီကိုမောင်နှမများရှင်2025ခုနှစ်10လပိုင်း9ရက်နေ့တနင်္ဂနွေနေ့ညနေ3နာရီမှစ၍ပွဲကျင်းပမည်အစ္စလမ်လေးလာရေးကျောင်းမကျောင်းသူကျောင်းသားလေးများရဲ့တည်ဆူလုံးဆောင်ချက်များနဲ့ဘာသာရေးအသီးဆိုင်ရာပညာပေးဟောပြောတို့ကိုစီကားတိုင်းမြိုင်စွာဖြင့်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသောကြောင့်အဆိုပါကျောင်းရန်ပုံငွေဤအယောင်ပွဲတော်များရရှိလာသောအရင်အမြတ်အားလုံးသည်ပြုပြင်ဆောင်းလုံးရန်အလူငွေများသာဖြစ်ပါသည်တို့ကျောင်းသားအသည့်အဟောင်းကျောင်းသူကျောင်းသားများမိဘနှင့်ပြည်သူချင်းညီကိုမောင်နှမများအားလုံးကိုလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်အစ္စလမ်လေးလာရေးကျောင်းတခရိုင်မဲဆောက်မြို့အားပေးမှုအတွက်အထူးကျေးဇူးတင်ရှိပါသည် حبيبي يا محمد صلى عليك الرحمن حبك في كل مكان يا حبيبي حبيبي يا محمد يا خير الأنام عليك أزكى السلام